အားလုံးပဲမင်္ဂလာပါ ICL Computer Landing Page မှာပြန်လည်ကြိုဆိုပါရစေအခုလေ့လာရမယ့်ဒီခန်းစာကတော့ Excel မှာတွက်ချက်ထားတဲ့ formula တွေကိုပေါ့နော်ကိုပေါ့နော်ဒီဖော်ထုတ်နည်းပဲဖြစ်ပါတယ်အခုကျမတို့ပုံမှန်ကြည့်လိုက်လို့ရှိရင် Excel မှာပေါ့နော်ကျမတို့က formula တွေမတွေ့ရပါဘူးပေါ့နော်ဒီ formula ဘာမှပဲတွေ့ရချင်းဖြစ်ပါတယ်ကျမတို့ကဒီ cell တွေမှာလည်းကျမတို့က formula တွေတွေ့ချင်ပါတယ်ဒါဆိုရှင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်file ကိုတွားမယ် file ကိုတွားပြီး more ကနေ option ကိုနှိပ်လိုက်ပါ option ကိုနှိပ်ပြီးတော့မှ advanced ကိုတွားပါ advanced မှာကျမတို့က link တွားမယ်ပေါ့နော်အဲ့မှာ show formula in cell instead of the calculated results ကိုနှိပ်လိုက်ပါပြီး okay ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ပေါ့နော်အခုကျမတို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ကဒီ cell တွေမှာကျမတို့တွက်ချက်ထားပေါ့နော်တန်ဖိုးတွေရဲ့ပေါ့နော်ဒီပေါ့နော် formula တွေကိုတွေ့ရှိရမှာပဲဖြစ်ပါတယ် formula ကိုတွေ့ရှိရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ပေါ့နော်ကျမတို့ကဒီဟာကိုပေါ့နော်ကျမတို့က more option ကနေပြန်ပိတ်ချင်တယ်ဆိုရင်လည်းရတယ် advanced ကိုပြန်တွားလိုက်ပါ advanced ကိုပြန်တွားပြီးတော့မှဒီမှာဒီအမှန်ချစ်ကိုဖြုတ်ပေးလိုက်ရုံပါပဲပြီး okay နေလိုက်တာနဲ့ပုံမှန်ပြန်ဖြစ်သွားပါပြီနောက်ဆိုရှင်ပေါ့နော်ကျမတို့ကဘလို့ဒီပေါ့နော်ဒီ formula ကိုကျမတို့က shortcut key လဲတုံးလို့ရပါတယ် shortcut key က control နဲ့ဒီတင်ငေတာပေါ့နော်ဒါလေးကိုတွဲနေလိုက်ရုံပါပဲဟုတ်ပြီတွဲနှိပ်ကြည့်အောင်နော် control နဲ့ဒါဆိုရှင်လဲဒီမှာပေါ့နော်သူကပေါ့နော်ဒီမှာသူကပုံမှန်ပေါ့နော်ဒီမှာ formula လေးပေါ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ပိတ်ချင်လဲဒီ shortcut key ကိုပေါ့နော်ပြန်နှိပ်လိုက်ရုံပါပဲဒါဆိုရှင်တော့ဒါပုံမှန်ဖြစ်သွားပါပြီကဲမိတ်ဆွေတို့လည်းစမ်းပြီးတော့မှလုပ်ကြည့်ပါနော်နားမလည်ရှိလို့ရှင်လဲ comment မှာမေးထားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်